အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဝင်ငွေရတဲ့ဂျပန်ပြည်ချင်းအကောင့်ဖွင့်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအကောင့်ဖွင့်ဖို့အတွက်ကျွန်တော်တို့ဂျပန်ပြည်ချင်းအကောင့်ဖွင့်ဖို့အတွက်ဖုန်းထဲမှာကျွန်တော်တို့ဒီ jam ဆိုတဲ့ VPN လေးတစ်ခုရှိထားရပါမယ်အဲ့တော့ကျွန်တော် jam လေးတွေဝင်လိုက်မယ်နော်ဒီထဲဝင်ပြီးကျွန်တော်တို့ဒီမှာအောက်မှာဂျပန်တွေ့တာဂျပန်ဆိုတဲ့စာပါလေးကိုကျွန်တော်ချိန်ရမယ်โอเคဒါဆိုရင်ကျွန်တော်တို့ဂျပန်စာပါလေးချိန်သွားပြီเนาะနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီ set လေးကိုနှိပ်လိုက်မယ်ပြီးကျွန်တော်အဲ့အကောင့်လေးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီပေါ်က use phone ဒီနေရာလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာမွေးနေ့ထည့်မယ်เนาะကျွန်တော်မွေးနေ့လေးသွားကြည့်လိုက်အောင်ဒီမှာမွေးနေ့က2030ရက်8 လဆိုမေအဲ့မှာ April May June July August နော်8 လဆို August Okay ဒါလေးကိုဒီနေရာလေးကိုနှိပ်လိုက်မယ် Okay ဒီနေရာမှာဒီနားလေးကိုနှိပ်လိုက်မယ်ဒီမှာ email လေးထည့်မယ်နော် Okay ဒီနေရာမှာ email လေးထည့်လိုက်မယ်ဒီကြောင်စစ်မယ်တရားသွားရင်ဒါလေးနှိပ်မယ်Okay ဒီနေရာ password ထည့်မယ် password ကိုမှတ်ထားဖို့အတွက်မျက်လုံးပုံလေးနှိပ်မယ် Okay ဒါလေးကို screenshot လေးရိုက်ထားမယ်ပြီးရင်ဒါလေးကိုဆက်နှိပ်လိုက်မယ် Okay ဒီနေရာရောက်လာရင်တူတာလေးထည့်ပေးမယ်မာနေတယ်ဆိုတော့ကဒါလေးထည့်လိုက်မယ်မှန်သွားပြီ Okay ဒါဆိုရင်ជីမေးတဲ့ကိုကုတ်6လုံးချလိုက်မယ်ကိုနေရှိပေါ်တော့ညာကိုOkay ဒီနေရာမှာနာမည်လေးထည့်မယ် Okay ဒါလေးကိုနှိပ်မယ် Okay ဒါဆိုကျွန်တော်တို့ Japan region အကောင့်လေးတစ်ခေါက်အောင်မြင်စွာပြီးဆုံးသွားပါပြီဒီနားလေးနှိပ်မယ်ဒီမှာနော်ဒီမှာ Japan region အကောင့်လေးဖြစ်သွားပါပြီကျွန်တော်ရဲ့ channel လေးကတော့ TikTok တန်ပတ်သက်တဲ့အကြောင်းအရာတွေ online ငွေရှာသည့်အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့နောက်သိချင်တဲ့အကြောင်းအရာများကိုအလွယ်တကူကြည့်ရှုရှာဖွေလို့ရအောင် subscribe လုပ်ရသေးရင် subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာ